hello အားလုံးပဲမင်္ဂလာပါမင်္ဂလာပေါင်းနဲ့ခါညောင်းပါစေလို့ကျွန်တော်တူတီဖို့သော channel အနေပြီးတော့မှနောက် concept က Garab ယူရင်းနဲ့ကျွန်တော်လေးဖြန်အင်္ဂါနေ့လေအတွက်ကိုကျွန်တော်တို့တွက်ခွင့်3ခွင့်ပဲကျွန်တော်ရှင်းလင်းတင်ပြပေးမှာဖြစ်ပါတယ်ဒီတွက်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ပထမဆုံးတွက်ခွင့်ကိုကျွန်တော်တို့ရှင်းပြပေးမယ်ရှင်းပြပြီးတဲ့နောက်မှာကျွန်တော်ရဲ့တွက်ခွင့်နဲ့ပတ်သက်ပြီးတော့မှပြန်လေ့လာနိုင်စေဖို့အတွက်ကိုကျွန်တော်က screenshot ပေးရိုက်ပြီးတော့မှချစ်ပရိသတ်ကြီးတို့ချစ်မိတ်ဆွေတို့လူချင်းမျိုးအားလုံးပြန်လေ့လာနိုင်စေဖို့အတွက်ကိုကျွန်တော်တို့သုံးသပ်နိုင်ဖို့စေဖို့အတွက်ကိုကျွန်တော်စီစဉ်ပေးပါမယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှ3ခုနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် live မလွှင့်နိုင်ပါဘူးကျွန်တော်တစ်ခါ live လွှင့်တဲ့အခါကြာလို့ရှိရင်ကျွန်တော်တို့တနင်္လာလောက်တော့ကြာတယ်တိုးတော့အခုချိန်မှာကျွန်တော်ရဲ့ live ကအပိတ်ခံရတဲ့အတွက်ကြောင့်လို့ video file ဖြစ်ကနဦးကျွန်တော်တို့တင်ဆက်ပြီးကမှ live ပေါ်တင်ဆက်ပြသရခြင်းဖြစ်ပါတယ်ဒါလည်းပတ်သက်ပြီးတော့ကျွန်တော်ရဲ့ရည်ရွယ်ချက်သည်ကျွန်တော်ရဲ့အတွက်ကိုချစ်ပရိသတ်များအားလုံးကနေပြီးတော့ကြည့်ရှုပြီးတော့မှနောက်တစ်နေ့အတွက်ကိုကျွန်တော်တို့အထောက်အကူဖြစ်စေဖို့ပဲရည်ရွယ်ပါတယ်အဲအတွက်ကြောင့်မို့ကျွန်တော်ရဲ့အတွက်ကိုလေ့လာကြည့်ကြမယ်ပထမဆုံးတွက်ခွင့်အနေနဲ့ကျွန်တော်တို့9ရယ်6ကဲ1ကဲပေါင်းခြင်းအပြင်ကျွန်တော်တို့6ရမယ်နော်6ရမယ်ဆိုတော့ကြောင့်လို့နက်ခတ်6 9 1စီကျွန်တော်တို့1ချိန်အနေနဲ့သွားမယ်6 9 1စီ1ချိန်အနေနဲ့သွားမယ်1ကဲ3ရယ်ပေါင်းတော့4 9 2စီ1ချိန်အနေနဲ့သွားမယ်ဒီနေရာမှာတော့ကျွန်တော်တို့အပီးပေါက်ဖြစ်ကောင်းဖြစ်လိမ့်မယ်4ထိပ်စီ9အပိတ်နဲ့နော်4ထိပ်စီအပြာရောင်မှင်တန်းနေတဲ့ဟာဒီထိပ်စီဖြစ်ပြီးအနီရောင်ကနောက်ပိတ်ဖြစ်ကောင်းဖြစ်လိမ့်မယ်သို့တော့ဒီတပင်မှာချော်ထားတာရှိတယ်နော်အဲ့ဒါကြောင့်လို့ကျွန်တော်တို့လေ့လာကြည့်မယ်သုံးသပ်ကြည့်မယ်4ရယ်3ရယ်ပေါင်းတော့ခွန်9နဲ့ပေါင်းတဲ့အတွက်ကြောင့်မလို့နှစ်နက်ခတ်ပေါင်းပါနှစ်4ခွန်ဒီကျွန်တော်တို့အနီရောင်ဆိုတော့ကြောင့်မလို့လက်လောတော့အပိတ်လို့ယူဆထားမယ်9ရယ်4ရယ်ပေါင်းတော့ကိုပါဝါနက်ခတ်9 4 6ဒီကျွန်တော်တို့ထိပ်စီဖြစ်တဲ့ကြောင့်မို့လောလောဆယ်ဒီကျွန်တော်တို့ထိတ်နဲ့အပိတ်နဲ့ထိတ်နဲ့အပိတ်နဲ့ကတော့ကျွန်တော်တို့ဒေါန်တွဲနေတဲ့အဆင်ပြေနေတယ်4ရယ်8ကပေါင်းတဲ့အတွက်ကြောင့်မလို့2 3ညနဲ့ပေါင်းတော့2 4ခွန်နော်နက်ခတ်ပါဝါ2 4ခွန်ဒီအပြာရောင်ဆိုတော့ကျွန်တော်တို့နော်အပိတ်3ညရယ်1ကပေါင်းတော့1 6 8ဒီထိတ်1 6 8ထိတ်2 4ခွန်ပိတ်ပြီးကျွန်တော်တို့စောင့်ဒီနေရာမှာကျွန်တော်တို့ဘာလို့မဝိုင်းထားလဲလို့ပြောရင်ကျွန်တော်တို့အပေါ်မှာတော့မှန်နေပြီဒီမှာချောလာပြီ1က8ကပေါင်းတော့9နှစ်နဲ့ပေါင်းတော့1 1 8 6ဒီကျွန်တော်တို့ထိတ်လာဖြစ်သွားပြီးတော့မှနှစ်ကခွန်ရပေါင်းလာသည်9 4 6ထိတ်လာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာတော့အပေါ်နဲ့အောက်ကအပီးပေါင်းမဟုတ်တော့မယ်နဲ့တလုံးပဲဆင်းသွားတဲ့အတွက်ကြောင့်လို့ကျွန်တော်တို့ရှေ့ခဏနေမှာတော့ကျွန်တော်တို့အပြာရောင်နဲ့ကိုပဲဦးစားပေးပြီးတော့မှထိတ်လာမယ်လို့ကျွန်တော်ပြောလို့ခြင်းဖြစ်တယ်ဖြစ်တဲ့အတွက်ကြောင့်လို့6က3ညရဲ့ခွန်ရဲ့ပေါင်းရင်3ပါဝနက်ခတ်သည်9ပါဝါသည်10ဖြစ်တဲ့ကြောင့်လို့3 5 8သည်အပိတ်လာမှာလားဒီလိုမျိုးပဲကျွန်တော်တို့6နဲ့6နဲ့တူသွားတဲ့အတွက်ကြောင့်လို့6တလုံးပဲဆင်မလားခွန်ရင်4ရဲ့ပေါင်းတော့1ပါဝါနက်ခတ်1 6 8 8က8ကတူလို့8တလုံးနဲ့လာမလား6ကတူလို့6တလုံးနဲ့လာမယ်ဆိုရင်ကျွန်တော်တို့8ထိပ်ပဲလာမလားကျွန်တော်တို့သုံးသက်ကြည့်မယ်နော်အဲ့တော့6 3ညခွန်ဒီ3 5 8အပိတ်လာမလားမဟုတ်လို့ခွန်ရဲ့4ရဲ့ပေါင်းလို့1 6 8ဒီ8 8တူလို့8တလုံးနဲ့ထိပ်စီးဆင်မလားဒီလိုပုံစံမျိုးနဲ့ဆင်မလားမပြောတတ်ဘူးလက်တော်တော့ကျွန်တော်တို့ထိပ်ဆင်းဖို့ကတော့8လို့လောလောဆယ်မှတ်ထားမယ်ဒီကောင်ကိုကျွန်တော်တို့အပေါ်အောက်ခွေထိုးမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဆက်ကြည့်မယ်9ရယ်6က1ကပေါင်းလိုက်တဲ့အတွက်ကြောင့်မလို့6နက်ခတ်ပါဝါ6 9 1ဒီတလုံးစင်1က9ရယ်3ရယ်ပေါင်းတော့9ပါဝါဒီ4 9 4အဲ့တော့6 9 9 9 1 4 6 4 9 4 1ဆိုတော့6လုံးအာရင်12ကွက်ထွက်မယ်
12ကွက်ဆိုတဲ့အတွက်ကြောင့်မို့များတယ်နော်တချို့တစ်ကွက်ကောင်းတောင်းနေတယ်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့9ရယ်3ရယ်ပေါင်းတော့8 3ညနဲ့ပေါင်းတော့8 1 3ဆိုတဲ့ break နဲ့ကျွန်တော်တို့အဖြေညှိမယ်နော်8 1 3ဆိုတဲ့ break နဲ့အဖြေညှိမယ်6တီ5 break 9တီ10 break ကျွန်တော်တို့9ထိုးမယ်9တီ3 break မထိုးဘူး4 6တီ3 break မထိုးဘူး4 9တီ3 break 4တီ5 break ဆိုတော့ကျွန်တော်တို့9နဲ့4ပဲနှစ်ခေါ်ပဲကျွန်တော်တို့ break နဲ့ညှိထိုးမယ်နော် break နဲ့ညှိထိုးမယ်ဟုတ်ပြီ9ရယ်3ရယ်ပေါင်းတော့2 5ရယ်ပေါင်းတော့ခွန်နှက်ခတ်ပါဝါခွန်3ည2တီတစ်လုံးစင်9ရယ်3ညရယ်4ရယ်ပေါင်းတော့9 4တီတစ်လုံးစင်မယ်9ခွန်9 3ည9နှစ်4ခွန်4 3ည4နှစ်ဆိုတော့6ကွက်ကျွန်တော်တို့ရမယ်နော်ရမယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ထိုးရမှာ12ကွက်ဖြစ်သွားလိမ့်မယ်နော်9ခွန်9 3ည9နှစ်နော်ပြီးရင်4ခွန်4 3ည4နှစ်ဆိုတော့6ကွက်အားလို့ရှိရင်12ကွက်ဖြစ်တဲ့ကြောင့်12ကွက်တော့မထိုးချင်ဘူးရတယ်ကျွန်တော်တို့ brain နဲ့ညှိမယ်4 3ညရဲ့4ရဲ့2ကဲပေါင်းလို့ရှိရင်6နက်ကပါဝါ6 9 1ဖြစ်တဲ့အတွက်ကြောင့်လို့6 9 1 break ညှိတာ9ခွန်9 3ည9နှစ်ဟုတ်ပြီအဲ့တော့3လုံးတော့3လုံးရမယ်9ခွန်9 3ည9နှစ်ဒီ6 9 1 4ခွန်ဒီ1 4 3ညဒီ4 break ဆိုတော့မဟုတ်ဘူး4နှစ်ဒီ6 break ဟုတ်ပြီဒီမှာတော့ကျွန်တော်တို့10ကွက်တော့ထိုးရမယ်12ကွက်မဟုတ်တော့เนาะဒီဟာလေးကတော့10ကွက်အဲ့လိုပုံစံမျိုးနဲ့ပဲကျွန်တော်တို့ဆက်သွားမယ်အချိန်ကိုငဲ့ညာတော့အားဖြင့်ကျွန်တော်တို့3ညရယ်ခွန်ရယ်ကျွန်တော်တို့သွားမယ်ဆိုရင်ခွန်နက်ခတ်ပါဝါခွန်3ညနဲ့1ရယ်ခွန်ရယ်3ညရယ်4ရယ်ပေါင်းရင်1ပါဝါဒီ6 1 6အဲ့တော့1ခွန်1 3ည1နှစ်6ခွန်6 3ည6နှစ်ကျွန်တော်မနေ့ပြန်နေ့လေကိုထိုးမယ်ထိုးတဲ့အခါမှာအကွက်များတယ်12ကွက်ကျွန်တော်တို့6ကွက်6ကွက်ဆိုတော့6ကွက်ကိုအားရင်12ကွက်ဖြစ်မယ်ဆိုတော့တကြောင်လို့ကျွန်တော်တို့အများကြီးမထိုးချင်အဲ့ဒါဆိုရင်ကျွန်တော်တို့ဆက်ဆင်းရမယ်3ညရယ်4ရယ်6ကဲပေါင်းတော့3ညခွန်5 break 3ညခွန်5 break လို့ပြောရင်ကျွန်တော်တို့1နဲ့ခွန်နဲ့1 3ည1နှစ်ဒီ break တခုမှမဟုတ်ဘူး6ခွန်6 3ည6နှစ်ကလည်းတခုမှမဟုတ်ဘူးလို့ပြောရင်ဒါဆိုရင်ကျွန်တော်တို့လိုတဲ့ခဏန်းကဘယ်ဟာသွားယူမှာတော့နော်လောလောဆယ်တော့1 6 1 3ည1နှစ် break နဲ့မကိုက်ဘူးဆိုရင်1 6 1 3ည1နှစ်ထိုးမယ်6ခွန်6 3ည6နှစ်ထိုးမယ်အကယ်လူကြီးမင်းတို့ကြိုက်နှစ်သက်တဲ့အထက်မှာဒီခဏန်းပါခဲ့မယ်ဆိုရင်ယူထိုးလို့ရတယ်ယူသုံးလို့ရတယ်နှစ်ခွင်ပြပေးမယ်အကွာများတယ်လို့မထင်စေလို့ဘူးကျွန်တော်တို့နှစ်သက်တဲ့ခဏန်းကိုပဲယူထိုးမယ်အဲ့တော့3ညခွန်5 break ကိုလှည့်လို့ရှုမယ်1ခွန်1 3ည1နှစ်6ခွန်6 3ည6နှစ်ထိုးမယ်မဟုတ်လို့3ညခွန်5 break နဲ့ကိုက်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီဘက်ကတွက်ပြီးသားခဏန်းနဲ့နှစ်ပင်ပေါင်းပြီးတော့မှ1 6 8ကိုထိတ်ထားပြီးတော့မှ3 5 8ခွန်3ည2နဲ့ခွေမယ်3ညခွန်5 break နဲ့ကိုက်ညီအောင်စော့မယ်3 break ဒီဘာလို့ပါလာလဲဆိုတာကိုကျွန်တော်ပြီးတော့ထပ်ပြောပြမယ်3ညခွန်5 break နဲ့ညှိစော့မယ်အကဲမဟုတ်ဘူးเนาะမဟုတ်လို့ရှိရင်ကျွန်တော်တို့1 6 8ကိုထိတ်ထားပြီး3 5 8ခွန်3ည2 3 5ခွန်3ည2ကိုကျွန်တော်တို့အပိတ်ထားပြီးစော့လို့ကျွန်တော်တို့ထွက်လာတဲ့ break 3ညခွန်5 break နဲ့ကိုက်ညီတာကိုကျွန်တော်တို့စော့မယ်3ညခွန်5 break နဲ့ကိုက်ညီမယ်ဆိုလို့ရှိရင်ဥပမာအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့8ခွန်8နှစ်เนาะဒါဆိုရင်3ညเนาะ3ည break 5 break ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နှစ်ခွင်ပေါင်းပြီးတော့မှစော့မယ်ဆိုရင်1 6 8 3 5ခွန်3ည2ဆိုတဲ့ကျွန်တော်တို့ခဏန်း8လုံးခွင်မယ်8လုံးနေရာမှာ3ညခွန်3 5 break နဲ့ညီတာကိုစော့မယ်မဟုတ်လို့ရှိရင်ကျွန်တော်1 6 8ကိုထိတ်ထားပြီး3 5ခွန်3ည2နဲ့ပိတ်မယ်ထွက်လာတဲ့ကဏ္ဍကိုကျွန်တော်တို့ခွန်3ညခွန်3 5 break နဲ့အညီစော့မယ်ဒီမှာတော့3ညခွန်5ပေးပြီးဘာလို့3 break ပါလာလဲလို့ပြောရင်ကျွန်တော်3 break ပါလာတဲ့အခွင့်ကိုဆက်ပြမယ်အဲ့တော့
ထုံးစံတိုင်းကျွန်တော်တို့16ကိုအခြေခံပြီး16ကိုအခြေခံပြီး16ကိုအခြေခံပြီးတွက်ထားတယ်3ရယ်2ကပေါင်းခြင်းစီ9ဖြစ်တဲ့အတွက်ကြောင့်မလို့9သည်ထိတ်လာဟုတ်ပြီချစ်က2ကပေါင်းတော့3ညပါနက်ခတ်သည်ခွန်3ညခွန်အပိတ်လာမယ်အဲ့တော့9 3ည9ခွန်ထိုးမယ် break နဲ့ပြန်ကိုက်မယ်8က6ကပေါင်းတော့4 9နဲ့ပေါင်းတော့3 5 break 3 5 break ဖြစ်တာဆိုလို့ရှိရင်ကျွန်တော်တို့နော်3 5 break သည်9 3ညသည်9 break 9ခွန်သည်2 break ဖြစ်တဲ့ကြောင့်9 break ဖြစ်တဲ့9 3ညကိုကျွန်တော်တို့ဦးစားပေးထုံးမယ်3ရယ်9ရယ်ပေါင်းတော့2ထိပ်စီဟုတ်ပြီ2ထိပ်စီရပြီ2က9ရယ်ပေါင်းတော့1နက်ခတ်သည်8ဖြစ်တဲ့ကြောင့်1 8 2 1 2 8ဆိုပြီးကျွန်တော်တို့နှစ်ကွက်ထုံးမယ်ထိုးတဲ့အခါမှာ break နဲ့ပြန်ကိုင်မယ်2က6ကပေါင်းတော့8 9နဲ့ပေါင်းတော့ခွန်နက်ခတ်သည်3ညခွန်3ည break နဲ့တူတဲ့ခဏန်းကိုပဲထိုးမယ်2 1သည်3 break 2 8သည်3ည break ဖြစ်တဲ့ကြောင့်လို့2 8တကွက်ထဲကိုကျွန်တော်တို့အော်မယ်အဲ့တော့စက်ကြည့်မယ်မနေ့ပြန်အတွက်ကိုကျွန်တော်တစ်ကခွန်ရယ်ပေါင်းတော့8ထိပ်စီရပြီ3ရယ်ခွန်ရယ်ပေါင်းလိုက်လို့ကြောင့်လို့3ညနက်ခတ်သည်ခွန်ဖြစ်တဲ့ကြောင့်လို့8 3ည8ခွန်ကျွန်တော်တို့ထိုးမယ်နှစ်ကွက်အဲ့ဒါဆိုရင် break နဲ့ပြန်ကိုက်မယ်3ရယ်6ကပေါင်းတော့9 4နဲ့ပေါင်းတော့3 5နက်ခတ်သည်5 break ဖြစ်တဲ့ကြောင့်လို့8 3ညသည်8 break မကိုက်ဘူး8ခွန်သည်5 break ဖြစ်တဲ့ကြောင့်လို့8ခွန်တကွက်ထဲမနေ့ပြန် main or ထိုးမယ်ထိုးတဲ့အတွက်ကြောင့်လို့ကျွန်တော်တို့စီထားရမယ်အနေထားမျိုးကတော့8ခွန်ကို all လဲဆိုမယ်8 3ညကိုလည်းမှတ်ထားမယ်5 break ကတော့ရပြီ8ခွန်ဖြစ်တဲ့ကြောင့်လို့3 break ဖြစ်အောင်8 5ကိုထုံးမယ်အဲ့တော့8ခွန်8 3ည8 5အဲ့တော့စောစောပြောတဲ့3 break 3ညခွန်5 break 5 break ပြီးပြီးသားဖြစ်တဲ့ကြောင့်လို့3 break 3ညခွန်3 5 break နဲ့ကိုက်အောင်စော့မယ်ချစ်ပရိသတ်များအားလုံးနက်ဖြန်မှာကျွန်တော်တို့168 35ခွန်3ည2ကိုခွေမယ်3ညခွန်3 5 break နဲ့ကိုက်အောင်စော့မဟုတ်လို့ရှိရင်168ကိုထိတ်ထားပြီးတော့မှ3 5ခွန်3ည2ကိုပိတ်ပြီးတော့မှ3ညခွန်3 5 break နဲ့ကိုက်တာကိုစော့မယ်လောက်ဆိုရင်ချစ်ပရိသတ်အားလုံးအထောက်အကူဖြစ်ပါစေလို့ရည်ရွယ်ပါတယ်ထောက်ကူဖြစ်ပါစေအဲ့တော့ကျွန်တော်တွက်ခွင့်နဲ့ပတ်သက်ပြီးပြန်လဲလေးလာနိုင်အောင်ကျွန်တော်တို့ screenshot ပေးရအောင်1 2 3 4 5 6 8 9 10 1 2 3 4 5 6 8 9 10 1 2 3 4 5 6 8 9 10ဖြစ်တဲ့ကြောင့်လို့ကျွန်တော်3ခွင်နဲ့လက်ပြန်အောင်မြင်ရရှိပါစေလို့ကျွန်တော်တူတူပေါ်စာ channel နေပြီးတော့မှစုမကောင်းတောင်းပေးရင်းနဲ့ဒီညဒီလောက်နဲ့အားလုံးစေပြေပါစေနောက်ထပ်ဆက်လက်စောင့်ကြည့်နိုင်ဖို့တော့ကျွန်တော်ရဲ့ channel ကို subscribe လေးလုပ်ပေးပါ share လုပ်ပေးပါ comment တွေဝင်ရေးပေးပါအားလုံးကျေးဇူးတင်ပါတယ်